ပုံသေးနည်း I'm here to verb. ဒီ pattern ကိုဒီကိုလုပ်ဖို့လာတာဒီမှာလုပ်ဖို့ရှိတာဆိုတဲ့ရည်ရွယ်ချက်ကိုပြောတဲ့အခါသုံးများပါတယ် Sentences. I'm here to help you. ငါမင်းကိုကူညီဖို့ဒီကိုလာတာ I'm here to learn English. ငါအင်္ဂလိပ်စာလေ့လာဖို့ဒီကိုလာတာ I'm here to study. ငါစာလေ့လာဖို့ဒီကိုလာတာ I'm here to work. ငါအလုပ်လုပ်ဖို့ဒီကိုလာတာ I'm here to talk to you. ငါမင်းနဲ့စကားပြောဖို့ဒီကိုလာတာပုံသေးနည်း I'm ready to verb. ဒီ pattern ကိုလုပ်ဖို့အဆင်သင့်ဖြစ်ပြီးပြင်ဆင်ပြီးပြီဆိုတဲ့အခါအသုံးများပါတယ် Speaking practice. 5 sentences. I'm ready to go. ငါသွားဖို့အဆင်သင့်ဖြစ်ပြီး I'm ready to start. ငါစားဖို့အဆင်သင့်ဖြစ်ပြီး I'm ready to eat. ငါစားဖို့အဆင်သင့်ဖြစ်ပြီး I'm ready to leave. ငါထွက်ဖို့အဆင်သင့်ဖြစ်ပြီး I'm ready to work. ငါအလုပ်လုပ်ဖို့အဆင်သင့်ဖြစ်ပြီးပုံသေးနည်း I'm afraid to verb. ဒီ pattern ကိုလုပ်ဖို့ကြောက်တယ်မရဲဘူးဆိုတဲ့အခါအသုံးများပါတယ် Speaking practice. Sentences. I'm afraid to ask. ငါမေးဖို့ကြောက်တယ် I'm afraid to speak English. ငါအင်္ဂလိပ်စကားပြောဖို့ကြောက်တယ် I'm afraid to try. ငါစမ်းကြည့်ဖို့ကြောက်တယ် I'm afraid to make a mistake. ငါအမှားလုံးမိမှာကြောက်တယ် I'm afraid to tell him. ငါသူ့ကိုပြောဖို့ကြောက်တယ်ပုံသေးနည်း I'm happy to verb. ဒီ pattern ကိုလုပ်ရတာလုပ်ပေးရတာဝမ်းသာတယ်ဆိုတဲ့သဘောနဲ့အသုံးများပါတယ် Speaking practice. Sentences. I'm happy to help you. ငါမင်းကိုကူညီပေးရတာဝမ်းသာတယ် I'm happy to see you. မင်းကိုတွေ့ရတာဝမ်းသာတယ် I'm happy to meet you. မင်းနဲ့တွေ့ရတာဝမ်းသာတယ် I'm happy to be here. ဒီမှာရှိနေရတာဝမ်းသာတယ် I'm happy to hear that. အဲ့ဒီလိုကြားရတာဝမ်းသာတယ်ပုံသေးနည်း I'd like to verb. It I would. ဒီ pattern ကိုလုပ်ချင်ပါတယ်လိုချင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ယဉ်ကျေးကျေးပြောတဲ့အခါအသုံးများပါတယ် Speaking practice. Sentences. I'd like to ask you something. မင်းကိုတစ်ခုခုမေးချင်ပါတယ် I'd like to talk to you. မင်းနဲ့စကားပြောချင်ပါတယ် I'd like to learn English. အင်္ဂလိပ်စာလေ့လာချင်ပါတယ် I'd like to order some food. အစားအစာမှာချင်ပါတယ် I'd like to have some coffee. ကော်ဖီတောက်ချင်ပါတယ်ပုံသေးနည်း I'd love to verb. It I would. ဒီ pattern ကိုလုပ်ချင်တယ်လုပ်ရရင်အရန်ဝမ်းသာမယ်ဆိုတဲ့သဘောနဲ့သုံးပါတယ် Speaking practice. Sentences. I'd love to travel around the world. ငါကမ္ဘာတဝန်းခီးသွားချင်တယ် I'd love to meet you someday. တနေ့နေ့မှာမင်းနဲ့တွေ့ချင်တယ် I'd love to learn another language. နောက်ထပ်ဘာသာစကားတစ်ခုလေ့လာချင်တယ် I'd love to visit Japan someday. တနေ့နေ့မှာဂျပန်နိုင်ငံကိုသွားလည်ချင်တယ် I'd love to try that. အဲ့ဒါကိုစမ်းကြည့်ချင်တယ်ပုံသေးနည်း I know how to verb. ဒီ pattern ကိုဘယ်လိုလုပ်ရမလဲသိတယ်လုပ်နည်းကိုသိတယ်ဆိုတဲ့အခါအသုံးများပါတယ် Speaking practice. Sentences. I know how to cook. ငါဟင်းချက်နဲ့သိတယ် I know how to swim. ငါရေကူးနဲ့သိတယ် I know how to use this. ဒါကိုဘယ်လိုသုံးရမလဲငါသိတယ် I know how to drive. ငါကားမောင်းနဲ့သိတယ် I know how to fix it. ဒါကိုဘယ်လိုပြင်ရမလဲငါသိတယ်ပုံသေးနည်း I don't know what to verb. ဒီ pattern ကိုဘာလုပ်ရမလဲမသိဘူးဆိုတဲ့အခါအသုံးများပါတယ် Speaking practice. Sentences. I don't know what to do. ငါဘာလုပ်ရမလဲမသိဘူး I don't know what to say. ငါဘာပြောရမလဲမသိဘူး I don't know what to eat. ငါဘာစားရမလဲမသိဘူး I don't know what to buy. ငါဘာဝယ်ရမလဲမသိဘူး I don't know what to choose. ငါဘာကိုရွေးရမလဲမသိဘူးပုံသေးနည်း I'm looking for noun. ဒီ pattern ကိုရှာနေတယ်ဆိုတဲ့အခါအသုံးများပါတယ် Speaking practice. Sentences.
I'm looking for my phone. ငါဖုန်းကိုရှာနေတယ် I'm looking for my keys. ငါတော့တွေကိုရှာနေတယ် I'm looking for a job. အလုပ်တစ်ခုရှာနေတယ် I'm looking for a new apartment. တိုက်ခန်းအသစ်တစ်ခန်းရှာနေတယ် I'm looking for my friend. ငါတငယ်ချင်းကိုရှာနေတယ်ပုံသေးနည်း I'm interested in noun. I'm interested in thing. ဒီ pattern ကိုစိတ်ဝင်စားတယ်ဆိုတဲ့အခါအသုံးများပါတယ် Speaking practice, sentences. I'm interested in English. ငါအင်္ဂလိပ်စာကိုစိတ်ဝင်စားတယ် I'm interested in learning English. ငါအင်္ဂလိပ်စာလေ့လာတာကိုစိတ်ဝင်စားတယ် I'm interested in technology. ငါနည်းပညာကိုစိတ်ဝင်စားတယ် I'm interested in photography. ငါဓာတ်ပုံရိုက်တာကိုစိတ်ဝင်စားတယ် I'm interested in cooking. ငါဟင်းချက်တာကိုစိတ်ဝင်စားတယ်